ဦးလေးရိုးရိုးသားသားပြောရင်ကျွန်တော်အခုအလုံးမလုပ်ဘူးအလွတ်တန်းလားကိုပိုင်ရီမှန်းချက်ရှိတဲ့လူပေါ်ဖေးမှာရှက်စိတ်ဆိုတာဘယ်တော့မှမရှိခဲ့တာလားလီယိုကကျွန်တော်ပခုံးပေါ်လက်တင်ပြီးရိုးရိုးသားသားပြောတယ်ဒါဆိုမင်းတို့နှစ်ယောက်ဒီညအတူတူပြောင်းနေကြမနှက်ဖြန်လက်ထပ်ခွင့်လိုက်စင်သွားယူငါအိုလာပြီးငါ့ကိုမျက်နှာပေးပြီးမြန်မြန်လောက်ချမြင်းလေးတွေကိုမကြခင်မြင်ချင်းနဲ့ကျွန်တော်မတုတ်ပြန်ရသေးခင်မှာပဲလွမ်ကဝင်ပြောလိုက်တယ်အဖေဖေကကျမကိုဒီကောင်နဲ့တကယ်လက်ထပ်ခိုင်းရင်တေးရတာတောင်ကောင်းမယ်တော်စမ်းပါဒီစစ်ဆက်ပွဲကကြာပြီးမင်းမလုပ်ပေးရင်ငါသမီးလို့မခေါ်နဲ့တော့လူယူရန်ကအစိုးမီဒေါသအရန်ကြီးပြီးခြေထောက်ပေါင်နေနေတဲ့ဒါပေမဲ့ရုတ်တရက်လွတ်မြောက်မဲ့နီလန်တစ်ခုစဉ်းစားမိသွားတယ်ဟာဟာโอเคကျမသဘောတူချင်တယ်ဆိုရင်တစ်လအတွင်းငွေတန်း1000ရှာပြီးပြတစ်လလာကြာလုံးနဲ့ကျွန်တော်2ရက်အတွင်းတန်း1000ရှာလို့ရတယ်သဘောတူတဲ့2ရက်အတွင်းတန်း1000ပြီးရင်ကျမလူရန်ကမင်းကိုချက်ချင်းလက်ထပ်မယ်2ရက်ကြာရင်လာချိုမယ်ဒီလိုနဲ့လွန်ရဲ့ကန့်ကွက်တန်တွေကိုလစ်လူရှုပြီးကျွန်တော်လူအိမ်ကနေလှည့်ထွက်လာခဲ့တယ်ဆီယာမပေတင်မေးချင်လားအရန်တိကြတယ်နော်အမျိုးသမီးကသူ့ကလေးရဲ့မျက်လုံးကိုချက်ချင်းအုပ်ပြီးကျွန်တော်ဆိုင်ရှိကနေရှောက်သွားတယ်စာကြက်ကြဒီလိုလူတွေလိုဆိုင်ထိုင်ပြီးလူကိုလိန်တဲ့ဘဝမရောက်ရအောင်အားကိုကြီးပြောမိလိုက်တဲ့စကား2ရက်အတွင်းတန်း1000အီလွန်မက်စ်တောင်မလုပ်နိုင်ဘူးကျွန်တော်ရှိတက်ပြင်းချလိုက်တယ်မရကျွေးပြီးနေမဲ့အစီအစဉ်ပြတ်တော့မယ်ထင်တယ်ဒါပေမဲ့နှစ်တွေကြာခဲ့တော့ကမြို့တော်ကထွက်ခဲ့တော့ကိုပိုင်ဆိုင်မှုအားလုံးကိုလူတယောက်စီစီမံခန့်ခွဲဖို့လွှဲပေးခဲ့တယ်ဆိုတာရုတ်တရက်တတိယသွားတဲ့သူဘလောက်တောင်လုံနိုင်ခဲ့လဲမသိဘူးဒါပေမဲ့အခုအချိန်မှာသူကပဲကျွန်တော်ရဲ့တခုလေးတော့ရွေးချယ်စရာပဲလူကြီးတယောက်တန်း1000နဲ့ပဲအခက်တွေ့နေရတဲ့ရှက်စရာကြီးကိုမတ်မိတဲ့အတိုင်းသူ့စီသွားရှာတယ်ဒါပေမဲ့ဒီလောက်ကြီးမားတဲ့အင်ကြီးရှိမှရောက်နေမယ်လို့မထင်ခဲ့မိဘူးဒီကောင်လေးငွေတကယ်ရသွားတာပဲလားအိမ်ရှိတကားစီရှောက်သွားပြီးအသက်ပြင်းပြင်းရှူလိုက်ကအော်လိုက်တယ်ငါထုံချင်းမှာထမင်းစားကျင်တယ်ဒီစကားစုဘမကြားလိုက်တာလေကောင်လေးကျွန်တော်ကြောင်မုံနဲ့မျက်လုံးချင်းစုံမိတယ်အမော်မင်းဒီနှစ်တွေအတွင်းတက်တိတကယ်တိုးလာတာပဲနော်ငါ့ကိုဒီလိုပြောရတဲ့ကြောင်မုံရဲ့မျက်နှာမှာမျက်ရည်တွေစီးကျနေတဲ့သူကျွန်တော်ရှေ့မှာဒူးထောက်လိုက်တယ်ဖះကျေးဇူးတင်ပါတယ်ခမပြန်လာပြီပြန်လာတဲ့အတွက်ကြိုးဆိုပါတယ်တခင်ပြန်လာတဲ့အတွက်ကြိုးဆိုပါတယ်တခင်ဒီကောင်ဘသူလဲမြို့တော်ရဲ့ကနဝင်စနီးတယောက်တောင်သူ့ကိုမြင်ရင်ဒူးထောက်နေရတယ်ငါဒီလူနဲ့ယဉ်နီးဖို့လိုတယ်မျက်ရည်တွေတုပ်လိုက်ကွာအိမ်ထဲဝင်ပြောချက်တခင်ပြန်လာတော့ငါတို့ငကားမျိုးနယ်စုမှာအုံမြင့်ချနိုင်တော့မယ်တကယ်တော့မင်းစီလာတာကကိစ္စတစ်ခုကြောင့်ပါအတော်လေးအရေးကြီးတယ်တခင်မိတ်တော်မူပါကြောင်မူကဘာဖြစ်ဖြစ်လှုပ်ဆောင်ပါမယ်ငါငွေတန်း1000အမြန်လိုတယ်မင်းဘလောက်တောင်စူးစီးနိုင်လဲပြောပြရနဲ့မျက်နှာလွှဲအဲလိုက်မိတဲ့တန်း1000ဆိုတာတကယ်များတယ်ဆိုတာတိလို့ရှက်သွားမိတယ်ဒါပေမဲ့ချောင်မူကမျက်တောင်မခတ်ပဲအိတ်ကက်ထဲလက်နိုင်ပြီးဘန်ကက်တစ်ခုထုတ်ကကျွန်တော်လက်ထဲထည့်ပေးလိုက်တယ်တခင်ဒီညခမရအတွက်ကြိုးဆိုတဲ့ပွဲလဲစီစဉ်ထားပါတယ်ဒီတစ်ခါတော့မြို့တော်တစ်ခုလုံးကိုအတိပေးမှာပါဒီမှာတကယ်တခင်ဘယ်သူလဲဆိုတာဒီည9နာရီမှာကျွန်တော်နဲ့ချောင်မူကမြို့တော်ရဲ့စိန်ခံဆုံး9လုံးနဲ့ဟိုတယ်မှာရောက်နေတယ်တခင်ကျွန်တော်အရင်သွားပြင်ဆင်ပါမယ်ခမရလွတ်လွတ်လပ်လျှောက်ကြည့်ပါအင်းရွံဒီညရှအောင်တူးကိုကြီးစုံမှာရအောင်ခေါ်ဖို့အားထုတ်လိုက်ရတယ်ဟင်းတုံချန် project အတွက်ဒီညပျော်ပျော်နေတော့ရပါတယ်ရှောင်းတူးရောက်ပြီလားရွံနဲ့ကျွန်တော်စောင့်နေတာ run မင်းတုံချန် project ကိုလိုချင်တာငါသိတယ်ဒီညငါနဲ့အတူနေပေးပြီးရင်အဲ့ဒီ project ကိုလူအုပ်စုကိုချက်ချင်းပေးလိုက်မယ်ရှောင်းတူးကျေးဇူးပြုပြီးလေးစားစွာနေပါကျမအိမ်အောင်ရှိနေပြီးပြူကရုတ်တရက်တုံသွား